ဒီကောင်မလေးကငငယ်ကလေးကသူ့ကိုနှစ်ယောက်စလုံးရဲ့အချစ်တော်လေးဖြစ်ခဲ့ပါတယ်သူ့ကိုရင်းကသူမကိုမကြာခဏစနောက်လေးရှိပြီးမိတ်ကြလာတဲ့အထိမရက်တန်းစတက်ပါတယ်တစ်ဖက်မှာတော့သူ့ယောက်ဖက်ကသူမကိုအမြဲကယူဆိုင်ပြီးဘာခက်ခဲမှမကြုံတွေ့စေရပါဘူးကောင်မလေးရဲ့မျက်လုံးထဲမှာတော့သူ့ကိုတွေကသူ့ရဲ့အကြီးမားဆုံးအားအင်တွေပါပဲ၃နှစ်အမြန်ကုန်ဆုံးသွားပြီးကောင်မလေးကအခုဆိုမူလာတန်းကနေအလဲတန်းကိုရောက်ရှိလာခဲ့ပါပြီဒီနေ့မှာတော့ကျောင်းသွားပြီးနောက်သူ့သူငယ်ချင်းကသူမကိုလမ်းကြားချင်းလေးတစ်ခုစီတမင်တက်ခေါ်သွားခဲ့ပါတယ်ထဲဝင်လိုက်တာနဲ့ကျောင်းကမိန်းကလေးတချို့သူတို့ကိုတားဆီးလိုက်ကြပါတယ်သူတို့ကကောင်မလေးရဲ့လွယ်အိတ်ကိုချက်ချင်းလူယူပြီးပစ္စည်းတွေအကုန်လုံးကိုမြေကြီးပေါ်လွှင့်ပစ်လိုက်ကြပါတယ်အဲ့ဒီနောက်သူတို့ထွက်ခွာသွားကြပါတယ်သူ့သူငယ်ချင်းကချက်ချင်းပဲတောင်းပန်ပါတော့တယ်ဒါပေမဲ့ကောင်မလေးကသူ့ကိုခွင့်မလွှတ်ခဲ့ပါဘူးသူ့သူငယ်ချင်းကိုယုံကြည်ပြီးလမ်းကြားထဲသာမဝင်ခဲ့ရင်ဒီကိစ္စတွေဖြစ်လာမှာမဟုတ်ပါဘူးသူမချက်ချင်းပဲသူနဲ့ခင်မင်မှုကိုဖျက်တောက်ဖို့ဆုံးဖြတ်လိုက်ပြီးနောက်လည်းမကြည့်ပဲထွက်လာခဲ့ပါတယ်ရှုပ်ထွေးပြီးရှက်ရွံ့တဲ့ခံစားချက်တွေနဲ့ရှောက်သွားနေတော့ကောင်မလေးလမ်းဖြတ်သွားပါတယ်အဲ့ဒီအချိန်မှာပဲကွက်တီဆိုသလိုသူ့ယောက်ဖရောက်လာပါတယ်နေ့လည်စာစားဖို့သူမကိုအိမ်ပြန်ခေါ်ဖို့လာတာပါနားလည်မှုလွဲတာတွေနဲ့ဝမ်းနည်းမှုတွေအားလုံးတပြိုင်နက်တည်းပောက်ကွဲထွက်လာပါတော့တယ်ကောင်မလေးကသူ့ကိုရင်ခွင်ထဲခေါင်းဝက်ပြီးမရက်မနာစတင်ကိုကြွေးပါတော့တယ်သူ့ယောက်ဖက်ကအဖြစ်ပြက်အားလုံးကိုတည်သွားတဲ့အခါအရန်တော်သက်ထွက်သွားပါတယ်နောက်တစ်နေ့မှာသူကသူ့သူငယ်ချင်းအများပြားကိုစူးစီးလိုက်ပါတယ်သူ့ညီမလေးကိုဘယ်သူကမှဒုက္ခမပေးသင့်ဘူးဆိုတာလူတိုင်းသိအောင်လုပ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်သူ့ဖွဲ့လေးနဲ့အတူသူတို့ကအနိုင်ကျင့်တဲ့သူတွေကိုလိုက်ရှာကြပြီးချက်ချင်းပဲရှာတွေ့သွားပါတယ်အခုတော့အနိုင်ကျင့်တဲ့သူတွေကြီးလေးတဲ့သင်ခန်းစာနဲ့ရင်ဆိုင်ရမယ့်အလှည့်ရောက်ပါပြီ